လူတိုင်းမှာမတူညီတဲ့ love language အချစ်ကိုဖော်ပြတဲ့ဘာသာစကားတွေရှိတတ်ကြပါတယ်ချစ်ခင်နှစ်သက်ကြောင်းဖော်ပြတဲ့နေရာမှာတယောက်နဲ့တယောက်မတူညီကြတဲ့အတွက်ကြောင့်နားလည်မှုလွဲခြင်းစိတ်သဘောထားမတိုက်ဆိုင်ခြင်းတွေဖြစ်ရလေရှိပါတယ်ဒီလိုတွေမဖြစ်ရအောင် love language အမျိုးမျိုးကိုနားလည်ထားဖို့လိုအပ်ပါတယ်မိမိချစ်ခင်ရသူတွေက words of affirmation ချစ်ခင်နှစ်သက်ကြောင်းကိုစကားလုံးတွေနဲ့ဖော်ပြတတ်တဲ့သူဖြစ်နေရလားဒါမှမဟုတ် as or service လောက်ရများနဲ့ပဲဖော်ပြတတ်သူဖြစ်နေရလား receiving gift လက်ဆောင်တွေပေးခြင်းဖြင့်ဖော်ပြတတ်သူဖြစ်ပါလားစသဖြင့်စမ်းစစ်ကြည့်ခြင်းကနေမိမိတို့ရဲ့ချစ်ပါတာစကားချင်းကိုက်ညီမှုရှိမရှိကိုသိနိုင်တယ်လို့တဦးနဲ့တဦးလည်းနားလည်မှုပုံမှုရှိလာစေမှာပဲဖြစ်ပါတယ်အခြားသော love language တွေအကြောင်းကိုအသေးစိတ်သိရှိဖို့အတွက်ဒါမဲ့တောက်ကြနေမှာကျွန်တော်တို့ကူစား Facebook page ကနေပြီးတော့မျှဝေပေးမယ်ချစ်ချင်းပြဘာသာစကားများဆိုရဲဆောင်းပါးလေးကိုစောင့်မျှော်ပြီးတော့ဖတ်ရှုပေးကြပါအောင်ခင်ဗျာ